နောက်ဆုံးလုံးနိုင်တဲ့ကံကဒါပဲဘုန်းကြီးတို့ဝမ်းနေကြတယ်ပူဆွေးကြတယ်ဒါတော့သဘာဝတရားပြောလို့မရဘူးဝမ်းနေပါပူဆွေးပါဟောဝမ်းနေပြီးတော့ပါလေပထမဝမ်းနေပေါ့ဝမ်းနေဝမ်းတာပေါ့ဗျာပထမတော့ဝမ်းနေတာပေါ့နောက်တစ်ခါဝမ်းနေတာနေပြီးတော့ဝမ်းတာစရာဖြစ်အောင်လုပ်ရမှာဘာဖြစ်အောင်လုပ်ရမှာလဲဝမ်းနေတာနေပြီးတော့ဝမ်းပဲဆက်နေပြီပဲဆိုရင်အကုသိုလ်ကအကုသိုလ်ဆင်းသွားမှာဟောဝမ်းနေပြီးတော့ဝမ်းတာစရာဖြစ်အောင်ဘာလုပ်ရမှာလဲဩဘုရားတော့ဆုံးသွားပြီဝမ်းနေစရာပါပဲဝမ်းနေပါဒီကုသိုလ်ကောင်းမှုကိုမျှဝေပေးမယ်ပို့ပြီးတော့ဝမ်းတာစရာမကောင်းဘူးလားဟောဒီနေ့ဆိုရင်တရားလို့ဆုံးသွားတဲ့ပုဂ္ဂိုလ်အကြောင်းပြုပြီးတော့ကုသိုလ်ကောင်းမှုတွေပြုရတယ်ဒါဝမ်းတာစရာပဲသူ့အတွက်ပေးဝေရမယ်မျှဝေရမယ်ဒီကုသိုလ်ကောင်းမှုကဘာကြောင့်ဝမ်းသာစေရလဲလို့ပြောရင်ဒီကုသိုလ်ကောင်းမှုကိုသာဓုများပေါ်နိုင်တယ်ဆိုလို့ရှိရင်ရောက်တဲ့ဘဝမှာဖြစ်တဲ့ဘဝမှာလူဘဝနတ်ဘဝရောက်နေတယ်လူဘဝရောက်ရင်လူရဲ့စီးစိမ်ဥစ္စာတွေလည်းပြည့်စုံတယ်နတ်ဘဝရောက်ရင်နာရှိစိတ်ရောများသည်ယရဏသုံးကံကံကံဤအကြောင်းတရားကျိုးတရားများကိုယုံကြည်ပါသည်ဖြစ်၍ဘဝတစ်ပါးပြောင်းသွားပြေဝင်သွားသောဘုမှုအတွေ့ဤစုဤမှန်၍ကောင်းရာသူကတိဘုံဌာနတို့ရောက်ရှိပါစေခြင်းရောက်ရှိလေရာဘဝ၌သာဝတိအစသာအရာရာဆင်ပြေပါစေခြင်းအကျိုးငါတရားမှုရှိသောသံဃာတော်အရှင်မြတ်တို့အားပြည့်ပေ၍သံဃာတော်အရှင်မြတ်တို့ဌာန၌တရဏဂုံသုံးပါးငါးပါးသီလဆောက်တည်ပါ၏မေတ္တာတရားပွားများပါ၏ဗရဏနုတ္တိသောနာကမ္မထစီလံပါ၏အထူးအားဖြင့်တရားတပည့်တော်တို့၏သာယရဏများအားယဟဘဝရှင်းဘဝသာသနာနုဂဟဓမ္မနုဂဟသာသနာပြုကုသိုလ်ထူးကိုလည်းပဲရယူစီဥပါ၏ရှင်ဘုရားတရားမှုရှိသောသံဃာတော်ရှင်မြတ်တို့အားဤပစ္စည်းဝတ္ထုအစုစုမှာဧဘောရတံသောစွမ်းတင်ကကြောင်းစေပစ္စည်းလေးပါအမှုတော်ငွေကိုသံပါ၏ရှင်ဘုရားဒီကောင်းမှုသည်နိဗ္ဗာန်ရောက်ကြောင်းထောက်ပံ့ခေါ်ဖြစ်ရပါလို့ဤရှင်ဘုရားစကုကဏ္ဍဒီတဲ့ချာအရှင်မြတ်တို့ဖေယတပည့်တော်များဤဤသို့ယနေ့ယခုလူထားအပ်သောဒါနကုသိုလ်သောက်တည်အပ်သောဒီလကုသိုလ်ပွားများအထောအပ်သောဘာဝနာကုသိုလ်ဤသို့ပေါင်းစုကုသိုလ်ကောင်းမှု၏အဖို့အစုကိုဘဝတစ်ပါးကြောင်းသွားဝင်သွားသောဒါယကာမဘုမှုအားအမြပြေဝေပါ၏အမြပြေဝေပါ၏အမြပြေဝေပါ၏ဖြစ်ရာဘဝရောက်ရာဘဝဘုံဌာနမှသိရှိ၍ယာတိ၍ယဉ်တိ၍ဝမ်းမြောက်ဝမ်းသာသာဓုသာဓုသာဓုဟူ၍ဟောဆိုပြီးလေလူဘဝလူ
လူချမ်းသာနတ်ဘဝနတ်ချမ်းသာပေါင်းကျိုးချမ်းသာမင်္ဂလာဒုက္ခဘဝတို့ရရှိနိုင်ပါစေသာရှင်ဖေယဒီကုသိုလ်ကောင်းမှုအဖို့အစုကိုဘဝဘောကောင်းများစွာကကိုယ်စားခဲ့ဘူးသောဒီဟောင်းဖဟောင်းဘုံဟောင်းဘွားဟောင်းဆွေဟောင်းမျိုးဟောင်းဆရာဟောင်းသမားဟောင်းဟောင်းတင်တို့အားညပြေဝေပါ၏ယခုဘဝ၌ကိုယ်စားကြကုန်သောယေရှုရှင်မိအဖဘိုးအဘွားဆရာသမားဆွေမျိုးမိတ်ဆွေသင်္ကာပေါင်းတင်တို့နှင့်တရားနာသူတော်စင်ဧတတို့အားမြတ်ပြေဝေပါ၏ကိုယ်ဆောင်နာများဒီနေရာဒီဒေသ၌ဆောင်ရှောက်၍နေထိုင်ကြကုန်သောဆောင်ရှောက်ပုဂ္ဂိုလ်များဝိုင်းဆောင်နာများရပ်ွယ်ဆောင်နာများမြို့ဆောင်နာများဒီတော်များဒီတော်တို့မိသားစုများလောကီနေသည်အလုဌာနာအလုယုအလုဆိုင်အတိအတိ၌ဆောင်၍နေကြကုန်သောအဆောင်ရှောက်နာများဘုနာသားများဒေနာသားများဒေနာသားများရနာသားများနတ်တို့တနည်းတရားမင်းလူတို့တနည်းယေရှင်မင်းရေတနည်းယမမင်းသာသနာတော်ဆောင်နာလောကကိုဆောင်ရှောက်၍နေထိုင်ကြကုန်သောလောကပါလာသမီးကြီးလေးယောက်တို့မှာအစပြု၍30ဘုံသာဘဒဝါများအားအမြပြေဝေပါ၏အမြပြေဝေပါ၏အမြပြေဝေပါ၏ဘဝတပါကြောင်းသွားဘယ်လွန်သွားသောကာယကာမမုမှုမအစပြု၍30ဘုံသာဘဝများတို့သည်တပည့်တော်တို့၏ယူလူသမျှဘုဒ္ဓလာ၏အဖို့စုကိုတပည့်တော်တို့နှင့်ထတူထမြရရှိကြ၍ဝမ်းမြောက်ဝမ်းသာသာဓုသာဓုသာဓုဟူ၍ကိုယ်ဆိုပြီးလေကိုယ်စိတ်နှပြချမ်းသာကြသည်ချမ်းသာကြသည်ရံဖြာကြသည်ဝမ်းသာကြသည်ကောင်းစွာမသွေကြည်ကြပါစေကုန်သောမူမူမြေတော်ပါအာယော